အဲ့2012ကကျွန်တော်400ဝန်းကျင်လောက်နဲ့အယောင်းဝယ်ဖြစ်တဲ့ရွှေလီကအခုဆိုသိန်း2000မှာတော့တယောက်တည်းတီးသက်ဖြစ်သွားတဲ့ပွဲတစ်ပွဲမမဲရပဲအဲ့ဒါတကုံစိတ်ကန်းရွှေလီလမ်းမှာဟုတ်ရွှေလီလမ်းမပေါ်မှာကျက်သိန်း400ဝန်းကျင်နဲ့400နဲ့ကျွန်တော်ကျတော့ကျက်သိန်း380ပေးလိုက်တယ်ကျွန်တော်က460နဲ့ပြန်ရောင်းတယ်ပြန်ရောင်းလိုက်တယ်အော်အဲ့2012ကကျွန်တော်400ဝန်းကျင်လောက်နဲ့အယောင်းဝယ်ဖြစ်တဲ့ရွှေလီကအခုဆိုသိန်း2000ဖြစ်ကုန်ပြီနော်ဒါဆရာဆိုင်ခွန်တော်ပြောတယ်စားဘယ်နဲ့စားလဲဘယ်နဲ့စားဖြစ်သွားလဲအဲ့မှာစား50လောက်ရှိသွားမယ်တော်တော်မြေက investment တော်တော်ကြီးဟိုဟာဖြစ်တယ်ပေါ့နော်ဟုတ်အခုဆိုရွှေလီလိုင်းကြီးကလည်းစီဝါပြီဟိုဒီဘန်ကိုဝဲခြင်းနဲ့ဆိုရင်တော့မှသိန်း2000နဲ့ဆိုလို့ရှိရင်ခွန်တို့ခွန်ရှိတော့မရတော့60ပတ်ချမ်းမှဆိုရင်တော့ရတယ်ပေါ့နော်မမဲရကိုက2012ကကျွန်တော်ကမြေခွက်ဝယ်လူစုဆိုပြီးတော့သတင်းစာကြော်ညာလေးတွေနဲ့ကျွန်တော်တို့ကအယောင်းဝယ်လောက်တာသတင်းစာထဲမှာကြော်ညာသွားထည့်မြေခွက်ဝယ်လူဆိုမမဲရပဲအဲ့မြေခွက်လေးက380နဲ့ကိုဝယ်လိုက်တယ်ဝယ်ပြီးတော့မှကို460နဲ့ပြန်အောင်လိုက်တဲ့ဟာလေးကဟိုဈေးတန်း400ဝန်းကျင်တန်းဆိုလို့ရှိရင်အခုမှသိန်း2000ဆိုလို့ရှိရင်တက်သွားတဲ့စား50ဆို50လောက်ရှိပါတယ်မမဲရလေးပေါ့နော်ပြီးတော့ရောက်တကုံမှာ2022ကနောက်တော့ဒီဘက်ဈေးအတက်ကြလေးတွေပြောပြပေးတာပေါ့နော်ကျွန်တော်ရာဇာဒရစ်လမ်းပေါ်ကိုအကျိုးဆောင်ပေးလိုက်တဲ့ဟာလေးပေါ့ရာဇာဒရစ်လမ်းပေါ်ပေါ့ပေ40ပေ100ဆိုလို့ရှိရင်ကျွန်တော်အကျိုးဆောင်ပေးတော့2250 2250အဲ2022တုန်းမှ2022နော်အခုက2024မှာဟိုဟာ2000ဝန်းကျင်နေ2000အောက်ကျော်တွေဖြစ်ကုန်ပြီနော်အခု2025ဆိုဟိုတနေ့ကကြာဆို2800တို့3000အဲ့လောက်တွေဖြစ်နေပြီ40ပေ100လေးဆိုတော့လွန်ခဲ့တဲ့နှစ်ကကြတော့2000ပတ်ချလည်းပဲရှိသေးတယ်ဒါနှစ်ပဲရှိသေးတယ်အခု3နှစ်မြောက်လဲရောက်ကျွန်တော်2000ခွဲပတ်ဝန်းကျင်နေဖြစ်ကုန်ပြီ2000ပဲပတ်ဝန်းကျင်ဖြစ်သွားစီးတွေကတော့အဲ့လိုမျိုးပေါ့နော်လိုက်တော်တော်လေးဟိုဖြစ်တယ်တော်လေးတက်လာတယ်ပေါ့ပြောင်းလဲကြီးပြီးတကုံစိတ်ကမ်းမှဆိုလဲပြီးတော့ကျွန်တော်တို့အေယာဝတ်လန်အေယာဝတ်လန်ဆိုကျွန်တော်တို့အဲ့2022ကပဲအရင်စာချုပ်ဟောင်းလေးတွေပြန်ကြည့်လို့တွေ့လဲကျွန်တော်ဝယ်ရောင်းလုပ်လိုက်တာ1000နဲ့ဝယ်တယ်1300နဲ့ပြန်ရောင်းတယ်ဒါကျွန်တော်1000နဲ့ပဲပြန်ရောင်းသွားတာအခုချိန်မှာဘယ်လောက်လဲဆို1000လည်းဖြစ်တော့တချို့ဆိုဝယ်ရောင်းဆို14000 500 1000ခွဲအဲ့လောက်တောင်ခေါ်နေကြ